ကျွန်တော်တို့ကရေမွေးအနက်နေရှူတဲ့ချိန်မှာအဲရေမွေးထဲမှာပါတဲ့ note တစ်ခုချင်းတဘောပါဝင်ပစ္စည်းတွေရဲ့အနက်တွေကိုကျွန်တော်တို့အားလုံးရှူဘူးတာမဟုတ်ဘူးဥပမာအပြည့်ကျွန်တော်အရင်ကြိုက်တဲ့ Irish pan နဲ့ကျွန်တော်တခါမှအပြင်မှာ Irish pan ကဘာကြီးလဲဆိုတော့ကျွန်တော်သိမနေဘူးတွေ့လည်းမတွေ့ဘူးဒါသူ့အနက်ကိုတော့ဒီအနက်ရိုက်တာ Irish pan အနက်မှာလို့တန်းသိသွားတဲ့ဘယ်လိုသိတာဆိုတော့ရေမွေးအနက်တစ်ခုကိုခင်ဗျားစမ်းတဲ့အချိန်မှာခင်ဗျားသိတဲ့အနက်တွေကိုဖယ်လိုက်ပြီးဝင်ခင်ဗျားရတဲ့အနက်နောက်တစ်ခုဆိုကြပါစို့ဗျာ ambergris ခင်ဗျားကျွန်တော်တို့တွေ့ဘူးတယ်မတွေ့ဘူးတဲ့လူတွေအများကြီးဒါပေမဲ့သူတို့ကဒီအနက်ရိုက်တာရလိုက်တာနဲ့ ambergris အနက်မှာဆိုတန်းသိတယ်ဆိုတော့ဒါမျိုးသိအောင်ဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်အနေနဲ့ဥပမာကောင်းကောင်းလေးတစ်ခုအနေနဲ့ကျွန်တော်စဉ်းစားမိတာလေးပြောပြပေးမယ်ဆိုကြပါစို့ခင်ဗျားရုံးမလီသည်ဆိုတော့မသိဘူးဆိုကြပါစို့ဆိုကြပါစို့နော်ခင်ဗျားသိတယ်မဲ့ဒါပေမဲ့ရုံးမလီသည်ဆိုတာကြီးကိုခင်ဗျားမသိဘူးခင်ဗျားအိမ်မှာခင်ဗျားတို့အမေကအမြဲတမ်းတီးစုံပဲဟင်းချက်တဲ့အချိန်မှာရုံးမလီသည်ကိုဘယ်တော့မှထည့်ပြီးမချက်ပေးဘူးအာလူပါမယ်မုံလာဦးပါမယ်ပဲပါမယ်စသဖြင့်ပေါ့နော်သူအိမ်မှာအမြဲတမ်းဒီတီးစုံပဲဟင်းကိုချက်ပေးတဲ့အဲ့ဒီမှာရုံးမလီသည်မပါဘူးဘယ်တော့မှအဲ့တော့ခင်ဗျားအတော်ရင်သွားတယ်အဲ့ခင်ဗျားအတော်ရင်သွားတဲ့အချိန်မှာ तू ကရုံးမလီဒီထက်ချက်ထားတယ်အဲ့တော့ तू ကခင်ဗျားအဲ့ဟင်းကွက်ထဲမှာရုံးမလီဒီကိုတွေ့တဲ့အချိန်မှာအဲ့ဒါယူရုံးမလီဒီမှလည်းမသိဘူးအဲ့တော့အဲ့ဒါလေးကိုစားကြည့်တယ်ဟာဒီတီးကဘာတီးလဲစားကြည့်တယ်ပြီးတော့အတော်မေးတယ်ဒါဘာတီးလဲအမေအတော်ကပြောတယ်ဒါလေးကရုံးမလီဒီပါဆိုတဲ့အခါကျတော့ခင်ဗျားစားကြည့်တယ်အရသာတီးတယ်ပြီးရင်အုံနောက်ကမှတ်ထားလိုက်တဲ့ဒါလေးကတော့ဖြစ်ရုံးမလီဒီဆိုတော့ဒီတိုင်းပဲအနန်းဒီထဲမှာခင်ဗျားမရဘူးတဲ့အနန်းတစ်ခုကိုရတဲ့အခါမှာခင်ဗျား online မှာလေ့လာလို့ရတယ်လို့သိတဲ့လူလည်းပေးလို့ရတယ်အဲ့ဒါ online မှာလေ့လာရင်ဒီပစ္စည်းတွေမှာပါတယ်ဆိုကြပါစို့ဒီထဲမှာပါတဲ့ပစ္စည်းက5မျိုးဆိုရင်4မျိုးရဲ့အနံ့ကိုခင်ဗျားသိတယ်တံမြာတိအနံ့သိတယ်ဟလာတမွေးအနံ့သိတယ်နော်တောရှောင်းအနံ့သိတယ်ကျွေးခေါ်ဒီအနံ့သိတယ်နောက်အနံ့တစ်ခုကပါလဲ online မှာကြည့်နေလေ့လာလို့ရတယ်အဲ့ဒီအနံ့တွေကိုဖြည်းဖြည်းချင်းစီလိုက်မှတ်ပြီးတော့အော်ဒီလိုအနံ့မျိုးကဒီအနံ့ပါလားလို့အဲ့လိုမှတ်သွားခြင်းအဖြစ်ခင်ဗျားအနံ့တွေအများကြီးကိုသိရတယ်ဥပမာပြ Ambrosen အနံ့မျိုး Ambrosen အနံ့ကဘယ်လိုပုံစံအနံ့မျိုးလဲဆိုတော့ဒီ software မှာကောင်းကောင်းသိရတယ်ဆိုတော့ဒီလိုမျိုးအနံ့တွေကိုဖြည်းဖြည်းချင်းစီမှတ်သွားလို့ရပါတယ်ကျွန်တော်သိတယ်လို့ sharing လုပ်ပေးတယ်